တရက်နေ့ကဘသူတွေကံကောင်းကြပါလေရှိတငယ်ချင်းတို့ရောကံကောင်းကြပါရဲ့လားအမကတော့အခုထိကံမကောင်းသေးပါဘူးထိုင်းပြည်ဆုံးထီစုကြီးဖြစ်တဲ့64926ထိုင်းထီစုကြီးထွက်တော့မြန်မာနိုင်ငံဘွားရှမ်းတိုင်းရင်သူအမကြီးတဦးကကန်ထူးသွားခဲ့ပါတယ်ရှိထိုင်းနိုင်ငံချင်းမိုင်မြို့မှာနေတဲ့ရှမ်းတိုင်းရင်သူထိုင်းရိုင်လူမျိုးတဦးပဲဖြစ်ပါတယ်ရှိအမကြီးက10ဆောင်းတစ်ဆောင်းပတ်6တန်း10ဆောင်းဆိုတော့ပတ်တန်း60ကန်ထူးသွားခဲ့ပါတယ်ရှိအမကြီးမနေ့တော့ကသူ post တွေနဲ့ဝမ်းတာအရနဲ့ပြောပြလာခဲ့ပါတယ်ရှင်အလုံးကလည်းအမကြီးနဲ့ထပ်တူဝမ်းတာပျော်တဲ့ဆိုတဲ့အကြောင်းကိုပြောလာကြပါတယ်ရှင်နောက်တစ်ဦးကတော့အသက်54နှစ်အရွယ်တီမိုတီတောင်ရောက်တဲ့အတော်ပဲဖြစ်ပါတယ်ရှင်အတော်ဟာအိုဘိုရာချက်ခါနေမှာတီမိုတီတောင်ဆိုင်ဖွင့်ထားပါတယ်ရှင်ဒီအတော်ကြီးကလက်ရှိအိမ်ဆောက်နေပါတယ်ရှင်သူအိမ်ဆောက်နေတဲ့မြို့ကတော့နတ်ခေါဖနုံမှာပါသူရလာတဲ့အိမ်နမတ်ကတော့146ပဲဖြစ်ပါတယ်ရှင်ဒီတော့အတော်ကသူ့ရဲ့အိမ်နမတ်လေးကိုဒီအပြင်ဆိုင်နေမှာရောင်းတဲ့အစိုးရထီနဲ့အတူတူဖုန်းအပ်မှာရှိတဲ့အပ်ပေါတန်းဆိုတဲ့အပြရောက်အပ်မှာသူကန်ဆန်းလိုက်ပါတယ်သူ့ရဲ့အိမ်နမတ်လေးကို9ဆောင်အစိုးရထီမှာကန်ဆန်းလိုက်ပါတယ်ရှင်ဒီတော့တရက်နေ့ထီစုကြီးထွက်တဲ့အခါမှာတော့အတော်က9ဆောင်တစ်ဆောင်ပတ်6တန်း9ဆောင်ဆိုတော့ပတ်တန်း30ကန်ထူးသွားခဲ့ပါတယ်ရှင်အတူကတော့အသက်80အရွယ်ရိုင်းပေါဆိုတဲ့အဖွားတူပါရှင်အဖွားကတော့စာရပူဒီမှာကုတီယိုဆိုင်ဖွင့်လာပါတယ်ရှင်ဆက်စောကပြောပြတဲ့အပ်ပေါတန်းအပြရောက်အပ်ကနေအဖွားကဒီ22ရွက်ဝယ်ခဲ့ပါတယ်ရှင်အဲ့ဒီ22ရွက်ထဲကတရွက်ပတ်6တန်းကန်ထူးသွားခဲ့ပါတယ်ရှင်အဖွားဘလို့စိတ်ကူးနဲ့ဝယ်ခဲ့တာလဲမေဘို့တော့ကလူကြီးတွေစာအုပ်လေးတွေကြည့်တယ်မလားမြန်မာမှာလည်းရှိတယ်လေအဲ့ဒီစာအုပ်ထဲကနေကြည့်ပြီးတော့ဝယ်ခဲ့တာလို့ပြောပါတယ်ရှင်အသက်80ထိကုတီကိုရောင်းနေရတဲ့အနားယူရမယ်အသက်အရွယ်မှာရုတ်တရက်ကန်ကောင်းသွားတဲ့အတွက်လဲဝမ်းတာမိပါတယ်ရှင်ဒီ9လပိုင်း2ရက်နေ့မှာဆရာပူရီတမျိုးလုံးကိုကုတီကိုအဝကျွေးပါတယ်ရှင်ကဲနောက်တစ်ဦးကတော့သူဘလို့ကန်ထူးသွားခဲ့တာလဲနားမလဲဘူးတယောက်တည်းအရွယ်9000ကျော်ကြီးဝယ်တာဖြစ်နိုင်ပါမလားသူအရွယ်9988ရက်ကိုဝယ်ခဲ့ပါတယ်ရှင်သူပဲအပ်ကနေလဲဆိုတော့ Lottery Plus ဆိုတဲ့ app ကနေပြီးတော့ဝယ်ခဲ့တာပါအရွက်ရေ9988ရက်ကိုသူဘာကြောင့်ဝယ်ခဲ့ရတာလဲဆိုရင်ဒီမထွက်ခင်တော့ကသူကားအတစ်တစည်းကိုဝယ်လိုက်ပါတယ်ရှင်ကားမှတ်ပုံတွေနံပါတ်ပြားထုတ်ဖို့အတွက်ရွက်ဌာနီကိုတွားထုတ်ပါတယ်ရှင်ကားအတစ်တွေကချက်ချင်းနံပါတ်အဖြူပြားမရသေးပါဘူးအရေးဆုံးအနီပြားထုတ်ပေးပါတယ်ရှင်သူရလာတဲ့အနီပြားမှတ်ပုံတွေနံပါတ်ကတော့အရှိကကိုကိုင်6691ပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ကားနံပါတ်ပြားအနောက်2ခု91ကို Lottery Plus ဆိုတဲ့အမှာအဆောက်ရင်9980နဲ့9ဆောင်ပဲထိုးလိုက်ပါတယ်ရှင်အစီနဲ့ဆိုရင်တော့အစိုးရဈေးမဟုတ်ပါဘူးတစ်ဆောင်ကို100 9980ခုဆိုတော့ဘတ်ငွေ9,900,8900ဖြစ်ပါတယ်ရှင်။နေ့တရက်နေ့အနောက်နှစ်ခုကြော်ညာတော့9988ဆောင်လုံးကိုသူကန်ထူးသွားခဲ့ပါတယ်ရှင်။တစ်ဆောင်ကို2000ဆိုတော့အဆောင်ရင်9000ကျော်ဆိုတော့ဘတ်ငွေ17တန်းကျော်ကန်ထူးသွားခဲ့ပါတယ်ရှင်။အချင်းတို့အားလုံးလည်းကန်ထူးကန်ကောင်းကြပါစေရှင်။